အခုကတော့ပြပွဲမတိုင်ရင်ဒီမှာတိုက်ကင်ထုတ်နေပြီနောက်နေကြရင် gallery ကိုတောက်ဖို့မှာဖြစ်ပါတယ်ဒါတွေ packing လုပ်နေကြတယ်ချို့ကားတွေပဲဒီတော့မှာချို့ကားတွေကလည်းကြိုက်လို့မပြကြနဲ့ထားခဲ့တဲ့ကားတွေလည်းရှိပါတယ်ပကြီးကားကလေကိုကတရားပဲကြည့်ကြတာသူများမပြကြတော့ဒါပေမဲ့လည်းမိဖြူကတော့ငယ်ချင်းမှပြပါဆိုလို့ဒီကားကိုပဲခံစားကျင်တာပါရှင်အခုတော့ okay ပြလိုက်ပါမယ်ကနေ hack လုပ်လာပြီပြန်ပြီးတော့ကားတွေကိုတက်ဖို့ပဲရှိတယ်။ကျင်းရတာဖေးနေတော့ဘာလဲ။ဆက်ပြနေတမီးလေးကဆိုရင်ဒါကကြည့်ရဲ့အဖေဟုတ်ကဲ့ဆွဲပေးထားသူကဒီလိုမြောက်လုံးမှာဖေးမရှိတော့ဘူး။မြောက်လုံးခံစားချက်ယူနော်။ဖြူကဒီမှာဆိုလိုက်ကဆွဲတယ်သူ့ဖေပေါ့သူ့ဖေက heaven မှာပေါ့နော်ဒါဆိုတော့ကြိုက်နေပါကိုနဲ့တိုက်ဆိုင်ပေါ့ဒီမှာဒါမင်းလေးနဲ့ဆိုင်လို့ပြောတာဒီလိုပြောတော်ကြာခဲ့ပြီအဲ့ဒါဘယ်လိုဖြစ်လဲဆိုတော့လုံခဲ့တဲ့အဲ့လိုကလေးဘဝတွေကရောမတ်တပ်ပေါ့နော်ပကြီး collector မတ်တပ်ကပိုးသွင်းလိုက်တာစတော့အဲ့လောက်မဟုတ်ဘူးဒါပေမဲ့တစ်ခုရှိတာကကြေးရငငယ်တုန်းကပကြီးဆွဲတယ်ငငယ်တဲ့ပိုးကတော့ရှိတာပေါ့နော်ဒါပေမဲ့ကြီးလာတဲ့ကပကြီးပိုးကတော့ရှိတယ်ပေါ့ကြီးလာတဲ့ခါကျအချိန်လေးပါမပေးနိုင်မနဲ့မတ်တပ်နဲ့တွေ့ပြီးတော့မတ်တပ်ကသူ့ပကြီးပြကနေခေါ်ရင်းနဲ့မှပထမတစ်ခေါက်နှစ်ခေါက်သုံးခေါက်လောက်ကြာမှသူ့စီကနေပကြီးစုပြစ်တယ်ပြီးတော့တငယ်ချင်းကိုစိုးဆန်ပေါ့နော်ကိုစိုးဆန်ကလည်းပကြီး collector ဆိုတော့သူနဲ့နေပြီးတော့လည်းပိုးတွေပကြီးပိုးတွေဝင်သွားတာပေါ့သူကားတွေကလည်းရမ်းလာတော့အဲ့လိုမျိုးကနေတစ်ဆင့်လွန်ခဲ့တဲ့3-4နှစ်ကတော့ seriously ပကြီးကားတွေစုပြစ်တယ်တစ်ချိန်ကြာရင်တော့ပွဲလေးတစ်ခုတော့လုပ်မယ်လို့တော့တွေးဘူးတာပေါ့နော်ဒါပေမဲ့ဒါကတော့တငယ်ချင်းကိုလည်းတငယ်ချင်းကလည်းလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကပြောပြကြရင်လည်းဒီစိတ်ကူးလေးကောင်းတယ်ဖော်ပြတာပေါ့နော်စုထားတယ်အဲ့စုထားရလေးကိုပဲကိုကကျေနပ်နေတာပေါ့တချို့တွေဆိုလည်းလာတောင်းဝယ်ကြတယ်အဲ့ဆိုပကြီးနဲ့ပတ်သက်ပြီးလို့ရောင်းရမှာနှမျောတာပေါ့နော်အဲ့လိုမျိုးလေးရှိရဒါပေမဲ့အခုကျတော့တငယ်ချင်းနဲ့ဒီလိုမျိုးလေးအကောင့်ထဲပေါ်ပြသွားတယ်ပေါ့ဒီကသူ့ကိုလည်း support ပေးရင်းနဲ့ကိုကားလေးပါပြပါလားဆိုတော့ကိုစုထားတဲ့ကားလေး collection လေးပြပါလားဆိုတာနဲ့သူကလည်းကြီးကြတာနဲ့ကိုလည်းပြပြသွားတယ်ပေါ့အဲ့လိုပါပဲအဲ့တော့မှတ်တရပါပဲအကုန်လုံးပဲ exhibition ဆိုဖြူရဲ့ဟိုဟာထဲမှာလားအခုလောလောဆယ်တော့ရေးထားပြီးပြီကိုကြိုက်တာတွေတော့ရေးထားပြီးသွားပြီဒါကရမ်းကြိုက်တဲ့စာသားလေးမတ်ပေတာရဲ့ကားနားမှာထားမှာဒီအငိမ့်မတ်ပေတာဆိုတာလေကိကဒီ
လိုက်ကိုအများကြီးဝယ်ထား reflame ကိုရိုက်ကူးတဲ့ခါမှာပေါ့နော်ကိုရိုင်းကလည်းဒါဆုံးရှုံးမှုကိုဖြတ်တန်းပူတဲ့သူတယောက်အနေနဲ့ပေါ့နော်ဒီ flame လေးကိုရိုက်ကူးတဲ့ခါမှာပေါ့ဘယ်လိုမျိုးလေးချိတ်ဆက်ပြီးတော့ပြောဆောင်နေလဲပေါ့ အမှန်ဒီfilm ကလေpersonal တော့ဖြစ်တာပေါ့နော်ကဲလို့ခံစားချက်ရှိတဲ့လူတွေတွေ့ကြုံနေတဲ့သူတွေအတွက်ကိုရည်ညွှန်းပြီးတော့ရိုက်တာပေါ့တချို့ခံစားချက်တွေကတချို့တွေ့ကြုံနေတာလူတွေကခေါ်ထုတ်ဖို့မေ့နေကြတယ်ရှင်ထဲမှာပဲထားထားတယ်ကြာလာတဲ့ခါကျတော့ sign တွေဖြစ်လာတယ်အဲ့တော့ဒီ short film တွေကထပ်ပေါက်တစ်ခုနေနေပေါ့စိတ်ထပ်ပေါက်ပဲဖြစ်ဖြစ်ဒီပေါ့နော်ဒီ short film တွေကိုကြည့်ပြီးတော့တိုက်ဆိုင်တဲ့လူတွေအတွက်ထပ်ပေါက်တစ်ခုဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်တွေနဲ့နိုင်ခဲ့တာပေါ့ဘိုးနဲ့ခံစားချက်တွေပေါ်တူတဲ့သူတွေအတွက်ကြိုက်လိုက်တာပေါ့နော်အဲ့တော့တရုပ်ဆောင်စရာတော့မလိုတာဒီတူလေးပေါ့ဇလန်းတူလေးရိုက်တဲ့အချိန်မှာတရုပ်ဆောင်စရာတကယ်အစ်စ်မှန်နေတယ်နေရမှာပေါ့နော် ဒီမှာမှာဆိုနောက်ဆုံးမိတ်ကုန်ပါနော်ဒီ exhibition ကနေပေါ့နော်ဒီပြန်ထွက်သွားတဲ့သူတိုင်းရဲ့စိတ်ထဲမှာပေါ့နော်ကြံခဲ့စေခြင်းနဲ့ဆိုရင်အဲ့ feeling ကဘာဖြစ်လဲ ခုနပြောခဲ့တဲ့လူတွေဒီ exhibition ကဟိုပေါ့မြင်နေကြတော့ဟုတ်ဘူးနှလုံးသားတွေ emotions တွေခံစားချက်တွေကြေကွဲမှုတွေတွေ့ကြုံတွေအများကြီးနဲ့ပေါင်းစပ်ထားတဲ့ exhibition ပေါ့ဒီတိုင်းပဲပြန်သွားမှာမဟုတ်ဘူးတခုခုတော့ကြံမယ်လို့ယုံကြည်တယ်အဓိကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုရှိရဲ့သူတွေကိုဘေးနားမှာရှိရဲ့သူတွေကိုချစ်တဲ့သူတွေအကုန်လုံးကိုကိုတမှုထားတဲ့စေချင်လာတယ်ကိုတမှုထားတဲ့စေချင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲ့လိုပေါ့you're not alone ပေါ့အမြဲတမ်းကိုဒီလောကကြီးမှာယူရလို့ဖြစ်လာရင် life မှာဆိုးတွေလည်းကြုံတွေ့ရမှာပဲဒါပေမဲ့ဒီဆိုးတွေကြုံတွေ့ရတာကဖြတ်တန်းရတာကိုတယောက်တည်းမဟုတ်ဘူးအားလုံးတူတူပဲဒီလိုပဲတူတူဖြတ်တန်းကြမယ်ဘယ်လိုလေးအကောင်းဆုံးရင်ဆိုင်ကြမလဲဆိုတဲ့ message လေးပေါ့ခွန်အားတွေလည်းဖြစ်စေမယ်ပွဲလေးပါအားလုံးကြည့်တင်ပါတယ်လာဖြစ်ပါလာတယ်ကောင်းပါရဲ့ ကျွန်တော်တို့ဒီ exhibition ကိုလာမဲ့သူတွေဖြစ်ပေါ်ချင်တာလေးပြောပြပါဦးမှာလား မာကက်ကြပါလို့အကောင်းဆုံးကြိုးစားထားပါတယ်ဒီပွဲရလေစီစဉ်ထား2နှစ်ရှိပြီဒီပြည့်နေပြီဆောက်လုပ်မယ်ဆိုပြီးတော့ဒီတိုင်းအပျော်လေးပြောရင်းနဲ့တကယ်ကြီးဖြစ်ပြောက်သွားတာပေါ့နော်တေချာလေးလည်းစီစဉ်ထားတယောက်ဆိုတော့တော်တော်လေးကိုအပင်ပန်းခံထားကြတာကိကလည်းလုံးဝမအားတဲ့ဈားတွေကနေကိုအချိန်ကိုမရမကလုံးဝအောင်စီစဉ်ပြီးတော့မှတိတိကျကျကြိုးစားထားတဲ့အတွက်ကြောင့်လာကြည့်ရပါလာကြည့်ကြပါလို့ကျွန်တော်ရဲ့နောက်တစ်ခေါက်ပဲဒီက3-5ရောက်ရှိပြီဟုတ်တယ်အရင်စူးစမ်းထားတဲ့အတွက်ကြောင့်လာကြည့်ပေးပါတကယ်ကျတော့လည်း support ပေးပါအောင် Thank you ပါ Thank you ပါသူ့ရဲ့အပ်တွေကိုမြန်မာနိုင်ငံမှာတော့မကတဲ့ကမ္ဘာတစ်ဝန်းမှာပေါက်စီချင်ပါတယ်ပေးစပေးပါအောင်ပေးစပေးပါဒါရင်ထဲကနေနှလုံးသားနဲ့လှုပ်ထားတဲ့ဝဲပေါ့နော်ဆိုတော့တကယ်တော့လည်းကို passion ပေါ့ passion ကိုအခြေခံပြီးတော့လုပ်ကြတာဆိုတော့ပြီးတော့ဒီပွဲကလေလုပ်ပြီးတော့မှလေဘိုလိုမျိုးပေါ့ပေါ့ပါလုပ်တာမဟုတ် emotion တွေအရင်ထည့်ပြီးလုပ်တာဘူးလိုက်ယူလိုက်ယူလိုက်မော်လိုက်နဲ့လုပ်တာညရင်လည်းခဏကြာပြီးတော့မှလုပ်ထားတဲ့ပွဲလေးဆိုတော့လေရှင်ပန်းကြီးနဲ့လုပ်ထားတာပါလို့ပြောချင်တာအားကြပါ bye